မင်္ဂလာဗျကျွန်တော်ပုံမှန်ဆိုလို့ရှိရင် software ဘယ်လိုဆွဲရမလဲဆိုတော့ကျွန်တော်ရှင်းပြပြကျွန်တော်ဒီ video မှာတော့ကျွန်တော်ဆွဲထားဖြစ်ဖြစ်ဗျာကျွန်တော် Android app တွေကိုဘယ်လိုဖြည့်ဆည်းရမလဲဘယ်လိုပြင်ဆင်ရမလဲဆိုတော့ကျွန်တော်ရှင်းပြပြဖြစ်ပါတယ်ဒီ MD Manager ကိုသုံးပြီးတော့ဟိုရဲတော့ကျွန်တော်အစမ်းအနေနဲ့ကျွန်တော် software တစ်ခုရှိရပဲထားပါတော့ဟိုကကျွန်တော် Skyware နဲ့ကျွန်တော် software တစ်ခုဆွဲထားတယ်ကျွန်တော်ဒီမှာ MD test ဆိုကျွန်တော်ဒီမှာ software လေးဆွဲထားပဲထားပါတော့အဲ့ဒီမှာကျွန်တော်ကုတ်ကပါမလို့ဆိုတော့ဒီကောင်လေးပဲကျွန်တော်ဒီမှာ premium ဆိုလို့ရှိရင် is premium ကျွန်တော်ဒီမှာ premium ဆွဲစားသားလေးပေါ့မယ် free ဆိုရင်ဒီကောင် free လို့ပေါ့မယ်ဒါကကျွန်တော် boolean တစ်ခုရဲ့အဖြေရပဲဖြစ်နေမှာနော်ကျွန်တော် solution ရောင်းတာဖြစ်ဖြစ်ပါဖြစ်ဖြစ်ကိုကျွန်တော် show စုပ်ကုတ်ထဲမှာချက်သွားမယ်โอเคဒီမှာ main view ကျွန်တော် Java ကိုကြည့်လိုက်မယ်ကုတ်လမ်းတော့ဒီလောက်ပဲကျွန်တော်ပေါ်တော့ click ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ toast message ပြမယ်ဆိုတော့ဒီမှာကုတ်နေပြရေးထားတယ်နော်ပြောကျွန်တော်ဒီမှာ boolean ရဲ့ငကို premium ရဲ့ boolean ရဲ့ငကိုတန်ဖို့ကျွန်တော် false လို့ပေးထားတယ်နောက်တစ်ခါကျွန်တော် concrete ထဲကိုရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ false အနေနဲ့ပေးထားတယ် initialization logic နော်ကျွန်တော်ဒီမှာပြန်ခေါ်ထားတယ် okay အဲ့ကောင်ကိုကျွန်တော်ဒီကောင်ကိုကျွန်တော် run လိုက်ပြီဆိုလို့ရှိရင်ဒီကောင်ကငကိုတွေက false ဖြစ်နေဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်ကပဲထွက်လာလိမ့်မယ်အော်ကျွန်တော် cloud ပေါ်နေဖြစ်ဖြစ်ကျွန်တော်တခုကနေပြီးတော့မှလန့်ပြီးတော့ဒီကောင် on ပေးမှရမယ်ဟုတ်တယ်နော်ကျွန်တော်ပုံမှန် premium ရောင်းပြီဆိုရင်အဲ့လိုမျိုးကျွန်တော်လောက်အောင်လုပ်လို့ရှိရဗျာဒါပေမဲ့အဲ့လိုကြည့်မျိုးရှင်းပါဦးဟုတ်ကဲ့ကျွန်တော်နမူနာလေးကျွန်တော် install လုပ်လိုက်မယ်ဟုတ်ကဲ့ကျွန်တော်ဖွင့်ကြည့်အောင်ဖွင့်လိုက်တော့ကျွန်တော်ဒီ button click ပြီးဆိုတော့ကျွန်တော် free လို့ကျွန်တော်ပေါ်လာမယ် free ကျွန်တော်ကဒီမှာ free user ဖြစ်နေရပေါ့ဗျာအဲ့တော့ကျွန်တော်ဒီ MD Manager ရဲ့ဝင်ပြီးတော့ကျွန်တော်ဒီ software ကိုကျွန်တော်ကုတ်လည်းမရေးပဲနဲ့ကျွန်တော်ဒီကောင်ပြင်ပြီးတော့ကျွန်တော်ပြင်ကြည့်မယ်နော်အဲ့တော့ကျွန်တော်ဒီထဲကိုသွားကျွန်တော်ဒီဘက်ချက်မှာ extra APK ဆိုတာရှိတယ်အဲ့တော့ကျွန်တော် my MD test ဆိုရင်ကျွန်တော်ဒီ software လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ကျွန်တော် locate ကိုချက်ပေါ့ locate ရောက်ပြီဆိုကျွန်တော်ဒီ software လေးကိုကျွန်တော်ချက်နှိပ်ပြီးကျွန်တော် view ဆိုကျွန်တော်နှိပ်ပြီးတော့ကျွန်တော်ဒီထဲကိုချက်ကြည့်လိုက်မယ်ကျွန်တော်ကုတ်ကအများကြီးမရှိရပြတော့ဒီ cluster.test ဆိုတဲ့ file နှစ် file ရှိတယ်အဲ့ file နဲ့ file ကိုကျွန်တော်ဖွင့်လိုက်မယ်ကျွန်တော် dash editor plus ဆိုရင်ကျွန်တော် all select ကိုရွေးကျွန်တော် okay ထားလိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ဒီ package တွေကိုချက်ကြည့်မယ်ကျွန်တော်ဒီ package တွေကကျွန်တော်ဒီမှာ condom.my.project3 project 3ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တွားကြည့်လိုက်မယ်ကျွန်တော်ဒီ my new project 3ရမှာကျွန်တော် main activity ဒီမှာ main activity ရှိတယ်အဲ့ main activity ကကျွန်တော်ဘာကိုပြင်မှာလဲဆိုတော့ကျွန်တော် premium ပြင်မှာအဲ့ပြီးနောက်အဆက်လေး menu bar လေးကိုနှိပ်ဒီမှာ search ကျွန်တော်နှိပ်ပြီးချလိုက်မယ်premium လို့ကျွန်တော်ရှာလိုက်မယ်။မှာကျွန်တော်၄ခုရှိရလို့ပြရဲ။ဟိုရဲအကောင့်နဲ့ကျွန်တော်ချက်လိုက်ကြည့်မယ်။တကယ်ကျွန်တော်ဒီမှာ initialization logic ဆိုတာဒီ method ကြီးဒီမှာမြင်နေရနော်။ initialization logic တဲ့။ပြောဒီမှာ initialize တဲ့။ကျွန်တော်ဒီမှာ method တွေ။သွားကြည့်လို့ရနော်။ကျွန်တော်ဒီမှာ initialization logic okay ဒီမှာ initialize ဆိုတာ method okay ကျွန်တော်ဒီမှာ initialize logic ထဲမှာကျွန်တော်ဒီအောင်ပြောင်းပြင်ချင်တယ်နော်ဒါကြောင့်ဒီ combine လို့ software သုံးပြီးတော့ကိုယ်ဖွင့်ကြည့်ပါဗျာ okay initialization logic ထဲမှာ premium ဆိုတဲ့ကောင် okay ဒီမှာ premium ဆိုတာရှိတယ် premium တန်ဖိုးကျွန်တော် force ထားထား force ဆိုတဲ့တန်ဖိုးကဘယ်ကောင်ဖြစ်မလဲဆိုတော့ကျွန်တော်ဒီကောင်ဖြစ်မယ် line 60မှာရှိရဆိုတော့ line 60ကိုချက်ကြည့်မယ် line 60ဒီမှာဟုတ်တယ်နော်50ကိုဒီကောင်60 line 60မှာရှိရအဲ့ကောင်ကျွန်တော်1ပြောင်းရင်ဆိုရင်ကျွန်တော်ဒီကောင် force ဖြစ်နေအောင်ကျွန်တော် true ပြောင်းရင်ဆိုတော့ဒီကောင်အနောက်က0လေးဖြစ်ကျွန်တော်1ပြောင်းလိုက်မယ်တော့ချက်စီမယ်ဒါလေးပဲထွက်ပြီးကျွန်တော် run လိုက်မယ်ကျွန်တော် save as ကိုကျွန်တော်ချက်နေမယ်အဲဒီမှာ auto sign ကျွန်တော် sign ပြန်မလုပ်ဘူးကျွန်တော် Android application တွေ run လို့မရအောင်နော် auto sign ကျွန်တော် okay လို့ပေးလိုက်မယ်ကျွန်တော် close လုပ်ရမယ်အဲ့တော့ကြာကျွန်တော်ဒီကောင်ပြန်ပြီးကျွန်တော် install လုပ်ကြည့်အောင်ကျွန်တော်ဒီကောင်လေးကို install မလုပ်ဘူးကျွန်တော်ဒီကောင်လေးကိုတော့ပြီးကျွန်တော် install လုပ်မယ် Sun Hyper ကိုသွားကျွန်တော်ဘယ်နေရာမှာရှိလဲကျွန်တော် MD2 ထဲမှာရှိမယ် APK ထဲမှာကျွန်တော်ဒီမှာ MindTest ဆိုတဲ့ APK လေးရှိမယ်အဲကောင်လေးကျွန်တော်ပြန်ပြီး install လုပ်လိုက်မယ် update ပြလိုက်မယ်โอเคကျွန်တော်ဖွင့်ကြည့်အောင်ကျွန်တော်ဆောင်းလာဒါလေးကိုနှိပ်တော့ကျွန်တော် free လို့ပေါ့တယ်ဟိုကျွန်တော်ဒါလေးပြန်နှိပ်ကြအောင် premium ဖြစ်သွားတယ်နော်ကျွန်တော်ကုတ်ကိုလည်းကျွန်တော်မပြန်လိုက်ဘူးနော်ကျွန်တော်ဒီကောင်ပဲကျွန်တော်ပြန်လိုက်တာ
စကဝေးကတော့ရှိနေကျွန်တော်ဘာမှလည်းမလုပ်လိုက်ဘူးအဲ့လိုပြင်ရဖြစ်ပါဘောဝဲတော့ကျွန်တော်ပြန်ဝင် empty money ရပြန်ဝင်ကျွန်တော်ချုပ်စာသားကြီးကျွန်တော်ပြန်လိုက်မယ်တော့ဒီကောင်IES ဆိုတော့ကျွန်တော်၄ယောက်ထဲကိုကျွန်တော်သွားဒါ main HTML ကိုကျွန်တော်ဒီမှာပါဒီ UI HTML ဒီဘက်ချန်ဒီမှာဒီဘက်ချန်ကျွန်တော်ဒီ UI HTML အဲ့ကောင်ကြီးတော့ကျွန်တော်ပြင်လို့ရတယ်ခေါင်းကျွန်တော်ဒီ combine လုံးမရသေးဘူးဒီ combine မလုပ်ကျွန်တော်ဒီကောင်ပဲထားလိုက်မယ် string post ဆိုတဲ့ကောင်တုံးလိုက်မယ်ဒီ photo ဆွဲနေမှာကျွန်တော်ခုပြောလိုက်မယ်ကျွန်တော်ချက်ပေါက်လို့ပြင်လိုက်မယ်ကျွန်တော်ချက်ပေါက်လို့ရေးလိုက်မယ်ချက်ပေါက်ရင် OK ပြီးထားလိုက်အဲ့ဒီကောင်ကချက်ပေါက်ဖြစ်သွားပြီမယ်ကျွန်တော်ဒီဘက်ချက်မှရှိရဲကျွန်တော်ဒီကချက်ပေါက်ပေါ့ဟုတ်ကဲ့ချက်ပေါက်ချက်ပေါက်ထားကျွန်တော်ချက်ထွက်မယ်ထွက်ပြီးတော့စိတ်အေးစေလိုက်ဝေးကြောင် auto sign ထားလိုက်မယ်ဟဲ့တော့ကျွန်တော်အဲ့လိုတွေလည်းပြင်လို့ရနော်โอเคကျွန်တော်ချက်ပေါက်လို့ပြောရင်ကျွန်တော်ပြန်ပြီးတော့ကျွန်တော် run လိုက်မယ်ဒါလေးကောင်ပြန် run လိုက်မယ် install လုပ်မယ် update ကျွန်တော်ဒီ update လုပ်တာကိုကျွန်တော်ဖွင့်လိုက်မယ်โอเคကျွန်တော်ဒီကောင်လေးချက်ပေါက်လေးဖြစ်သွားပြီမှန်တော့ကျွန်တော်ချက်ပေါက်လေးပြောင်းနိုင်မှလုံးလုံးကျွန်တော်ဒီမှာကြိုက်တဲ့ပုံစံပြောင်းလို့ရတယ်ကျွန်တော်လုပ်နေမဲ့ခံရတဲ့ software ဖြစ်နေအဲ့မျိုးသိမမှန်ဘူးအဲ့တော့ကျွန်တော်ဘယ်လိုကာကွယ်ရမလဲဘယ်လိုကာကွယ်ရမလဲဆိုတော့ကျွန်တော် Scaleware Pro ထဲမှာဘယ်လိုကာကွယ်ရမလဲဆိုတော့ကျွန်တော်ရင်ရှင်းမယ်ပြီးဆိုတော့ကျွန်တော်ဒီ code စင်တွေမှာဘယ်လိုကာကွယ်ရမလဲဆိုတော့ရှင်းပြပေးဘယ်လိုကျွန်တော် Scaleware Pro ထဲမှာဘယ်လိုကာကွယ်မလဲပေါ့ကျွန်တော်ဒီ class name ကိုကျွန်တော်ဒီမှာ class name เนี่ยကျွန်တော်ဒီတိုင်းမြင်နေရတယ်เนาะကျွန်တော် anti manager နဲ့ကျွန်တော်အဲ့လိုမျိုးနဲ့ဖွင့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီကောင်လေးကိုပွင့်ပြီးကျွန်တော်ပြန်ဖွင့်ပြမယ်ကျွန်တော်ပြန်ဖွင့်လိုက်မယ်ကျွန်တော်ဒီ class နဲ့ကျွန်တော် all slash ဆိုရင်ပြန်ဖွင့်လိုက်မယ်ပြန်ဖွင့်လို့ဆိုကျွန်တော်ဒီကောင်နဲ့ class name ကကျွန်တော်ဒီတိုင်းမြင်နေရတယ်ကျွန်တော် main တော့ b ရင်းအားစအကုန်လုံးမှာကျွန်တော် file.u တွေအစုံကျွန်တော်မသုံးနဲ့ဒီ file.u တွေဆိုကျွန်တော်မသုံးဘူးเนาะမသုံးတဲ့ကောင်တွေကပါနေအဲ့တော့ကျွန်တော်ဘယ်လိုဖြည့်ရှင်းမလဲပေါ့ဘယ်လိုဖြတ်မလဲပြီးတော့ဒီ class ရဲ့ name ကိုကျွန်တော်ဘယ်လိုဝတ်မလဲပေါ့ကျွန်တော်ဒါတွေဘယ်လိုဝတ်ထားရင်ကျွန်တော် a ဆိုပြီးကျွန်တော်ဒီ file ရဲ့ name ကို a b c ဆိုပြီးကျွန်တော်ဒီလိုဝတ်လို့ရတဲ့နည်းလမ်းရှိတယ်ကျွန်တော်ဒီလိုဒီဘက်တော့ Java လို့ဒီဘက် activity တော့ Java ဆိုအဲ့လိုမျိုးပုံနေကျွန်တော် A ဘောင် B ဆိုအဲ့လိုမျိုးဗျာအဲ့လိုမျိုးဆိုရင်ကျွန်တော်ဒီပြင်ရတဲ့လူလည်းရှုပ်ထွေးစီကျွန်တော်ချုပ် variable name ကိုလည်းကျွန်တော်ဒီမှာကျွန်တော်ဒီလိုဘာမှမလုပ်လိုက်အောင်ဗျာကျွန်တော်ဒီမှာကြည့်ကျွန်တော်ဒီ activity တွေကိုဝင်ပြီးနာကျွန်တော် search လေးကိုနေပြီးတော့ကျွန်တော်ရှာလိုက်အောင်မယ်ချက်ချင်းကျွန်တော်ဒီ variable ရဲ့ name ကိုချက်ချင်းတည်သွားတယ်အဲ့လိုမျိုးမသိအောင်ကျွန်တော်ဝှက်ထားလို့ရတယ်ဝှက်ထားမယ့်နည်းလမ်းကျွန်တော်ဒီမှာကျွန်တော်ဒီလိုပြင်ရမယ့်နည်းလမ်းကိုကျွန်တော်တင်တဲ့နေတော်များများလေးပြောပြအောင်နော်ကျွန်တော်ဒီမှာကျွန်တော်ဒီလောက်ကျွန်တော်ရှင်းပါပေးမယ်